နိုင်ငံတော်အစိုးရဟာ PDF အပါအဝင်အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမိခံ၍လက်နက်ကင်စတင်လျက်ရှိတဲ့အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအားဥပဒေပေါင်းတွေကိုပြန်လည်ဝင်ရောက်ရန်တကားဖွင့်ကြိုးစိုးဖိတ်ခေါ်လျက်ရှိပြီးပြန်လည်ဝင်ရောက်လာကြသူများကိုလည်းလိုအပ်တဲ့ကုညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာနိုင်ငံတော်နဲ့တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်လာတဲ့ PDF အပါအဝင်အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမိခံထားတဲ့အဖွဲ့ဝင်အမျိုးသားများနဲ့အမျိုးသမီးတို့ဟာလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းအတွင်းကိုဝင်ရောက်လျက်ရှိကြပါတယ်။ထို့သောအကြမ်းဖက်အဖွဲ့များအတွင်းကိုအကြောင်းမျိုးမျိုးဖြင့်ရောက်ရှိနေကြသူများအနေဖြင့်နိုင်ငံတော်နဲ့တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်လာသည်နှင့်အညီဒီနေ့ညနေ4:50ခန့်မှာလဲ BNI အမိခံအဖွဲ့မှအဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာလက်နက်မျိုးစုံ6လက်နဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူစကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်တွင်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံကိုလာရောက်ဆက်သွယ်သတင်းပို့၍ဥပဒေပေါင်းတွင်ကိုဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ PDF အပါအဝင်အခြားသောအကြမ်းဖက်အဖွဲ့များဟာနိုင်ငံတော်အစိုးရနှင့်တပ်မတော်အားစန့်ကျင်တိုက်ခိုက်ခြင်းနယ်မြေခံပြည်သူလူထုများအားလက်နက်အားကိုဖြင့်အနိုင်ကျင့်ခြင်းများလှုံ့ဆော်လျက်ရှိတဲ့အပြင်အချိန်ကြာမြင့်လာသည့်နှင့်အမျှကိုကျိုးစည်းဝါးကိုအခြေခံ၍နယ်မြေလူချင်းဝေစုမတည့်ခြင်းအချင်းချင်းဗိုလ်ချနှိပ်စက်တပ်ဖြတ်ခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNI အမိခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါအနေဖြင့်အကြမ်းဖက်လုပ်ရများအားလှုံ့ဆော်နေမှုများအားမနှိမ့်မြို့တော်ခြင်းနိုင်ငံတော်နှင့်တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံလာခြင်းတို့ကြောင့်ယခုကဲ့သို့ဥပဒေပေါင်းတွင်ကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဥပဒေပေါင်းတွင်ကိုဝင်ရောက်လာတဲ့ BNI အမိခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါနှင့်၎င်းရဲ့မိသားစုဝင်များအားနယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှတာဝန်ရှိသူများကနှွေးထွေးစွာကြိုးစားခဲ့ကြပြီးလိုအပ်တဲ့ကုညီထောက်ပံ့မှုများစေဝါအကူအညီများနဲ့အုပ်ချုပ်မှုကိစ္စရပ်များအားအစဉ်ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနဲ့လိုအပ်တဲ့စစ်စစ်မှုများကိုလှုပ်ထုံးလုပ်နည်းများနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းကိုအကြောင်းမျိုးမျိုးဖြင့်ရောက်ရှိနေကြသူများအားဥပဒေပေါင်းတွေကိုပြန်လည်ဝင်ရောက်နိုင်ရေးအစဉ်တကားဖွင့်ကြိုးစိုးဖိတ်ခေါ်ထားရှိပြီးဥပဒေပေါင်းတွေကိုဝင်ရောက်လာကြသူများအနေနဲ့ထပ်မံဝင်ရောက်လာကြသူများကိုလည်းတရားဥပဒေပေါင်းတွင်တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်